ဖြူနေစင်းနဲ့မက်ထရီမျိုးသားတွေရဲ့ဟီးရိုအသက်လီဂိုမက်ထရီဟာဘလက်ကာနိုကို3-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တဲ့လာလီဂါပွဲစဉ်မှာအေရှင်မက်ထရီမျိုးသားတွေအတွက်ဟီးရိုဖြစ်ခဲ့သူကတော့ဟက်ထရစ်သွင်းကိုရှင်ဂျူလီယန်အယ်ဘာရက်စ်ပါပဲ။အယ်ဘာရက်စ်ဟာအသင်းရဲ့သွင်းကို3လုံးကိုသွင်းယူခဲ့ပြီးအဖိုးတန်အနိုင်ဆုံးမှတ်ကိုရယူပေးခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မတိုင်ခင်ဒီရလီလာလီဂါမှာနိုင်ဝဲတစ်ပွဲပဲရှာတွေ့သေးတဲ့အသက်လီဂိုမက်ထရီဟာမင်းညက်ကလည်းဘလက်ကာနိုကိုပွဲစဉ်89မိနစ်အထိ2ဂိုး1ဂိုးနဲ့ရင်းနှီးနေခဲ့တာပါ။အယ်ဘာရက်စ်ရဲ့နောက်ကျချစ်ပါဂိုးနဲ့အနိုင်ဂိုးတွေကအင်ရှင်တွေကိုပြောင်းပြောင်းရှင်ခွင့်ပေးခဲ့ပြီးမက်ထရစ်ဒါဘီမတိုင်ခင်အရေးကြီးတဲ့နိုင်ပွဲရခဲ့တာကြောင့်ဒီယိုဂိုစီမီယိုနီရဲ့အသက်ရှူချောင်ခဲ့ရပါပြီ။ဘီဟက်တွေအသင်းကိုကြောင့်အယ်ဘာရက်စ်ကဘောလုံးကိုအိမ်ပြန်ယူခွင့်ရသွားတဲ့အပြင်လွယ်စဉ်အတွင်းရဲ့ကပလင်ကြီးလီယိုနယ်မက်ဆီ2020နောက်ပိုင်းလာလီဂါမှာဟက်ထရစ်သွင်းယူနိုင်တဲ့ပထမဆုံးအာဂျင်တီးနားကစားသမားအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါပြီ။ဂျူလီယန်အယ်ဘာရက်စ်ကကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမားပါပဲ။ကျွန်တော်တို့ကသူ့ကိုဂရုစိုက်ပေးဖို့လိုပြီးအသင်းမှာနှစ်တွေအကြာကြီးဆက်ရှိနေအောင်ထိန်းသိမ်းထားဖို့လိုပါမယ်။သူဒီတက်ပိုကောင်းလာအောင်ကျွန်တော်တို့ကူညီပေးမှာပါဆိုပြီးတော့စီမူနီကသူ့တပည့်အကျော်ပေါ်ချီးမွမ်းသွားခဲ့ပါတယ်။အဖြူနီစင်းနဲ့မက်ထရီမျိုးသားတွေရဲ့ဟက်ထရစ်ဟီးရိုသို့မဟုတ်ဂျူလီယန်အယ်ဘာရက်စ်ပါပဲ။အားလုံးပဲရှင်နှန်းချက်မဲ့တော်နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ပါစေလို့ကျွန်တော်စပေါ့မော်မီပေးမှာစုမကောင်တောင်းပေးလိုက်ပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။